စိတ်ထဲမှာတခုခုလေးလံနေသလိုခံစားရတာမျိုးဒါကလေနေ့စဉ်ဘဝမှာကျွန်တော်တို့အားလုံးနှီးပါကြုံနေရတဲ့ကိစ္စတစ်ခုပါပဲဒါပေမဲ့လေဒီလိုဖိအားတွေကိုဖြေလျှော့လို့ရတဲ့နည်းလမ်းတွေတကယ်ရှိတယ်ဗျာအဲ့ဒါတွေကဘာတွေလဲဆိုတာကိုကဲအတူတူကြည့်လိုက်ကြရအောင်ဟုတ်တယ်တကယ်ကိုမှန်တာပေါ့နော်ဒီစကားကတော်တော်များများရဲ့ရင်ထဲကခန်းစားချက်ကိုအပြည့်ထင်ဟန်နေတယ်လို့ပဲစိတ်ဖိစီးမှုဆိုတာကလေစိတ်တစ်ခုတည်းငိုတင်ဒုက္ခပေးတာမဟုတ်ဘူးတစ်ခုလုံးကိုပါဆွဲချသွားတယ်လို့မျိုးအာရင်တဲ့အကုန်ခန်းသွားတဲ့အထိဖိစီးနိုင်တယ်ဗျာဖြည့်ရှင်းနည်းတွေကိုမပြောခင်မှာလေအရင်ဆုံးဒီပြဿနာကဘာလဲဆိုတာကိုတည်တည်ကြကြနားလည်ဖို့လိုတယ်လို့ထင်တယ်ဟုတ်တယ်မလားဆိုတော့စိတ်ဖိစီးမှုဆိုတာတကယ်တော့ဘာကြီးလဲပြောရင်တော့လေကိုကင်တွယ်နိုင်တာထက်ပိုများတဲ့ဖျားတွေရောက်လာတဲ့အခါမှာစိတ်ရောကိုယ်ပါလုံးဝနစ်မြုပ်သွားတယ်လို့ခံစားရတဲ့အခြေအနေမျိုးပေါ့စိတ်ထဲမှာလည်းတော်တော်ရှုပ်ထွေးနေမယ်အားတွေလည်းမရှိတော့တယ်လို့မျိုးပေါ့အဲ့ဒါစိတ်ဖိစီးမှုကစိတ်ပိုင်းဆိုင်ရာကိုပဲထိခိုက်တာမဟုတ်ဘူးဗျရုပ်ပိုင်းဆိုင်ရာကိုပါဓာတ်ရိုက်လာပြီးတော့တရားမှုရှိနေတာအဲ့ဒါကြောင့်ပဲနေမှာဘာမှမဲရမလုပ်ရပဲနေကိုအမြဲတမ်းပင်မနေတယ်နှုံးနေတယ်လို့ခံစားနေရတာလေကဲဒါဆိုရင်အရေးကြီးဆုံးမေးခွန်းတစ်ခုရှိလာပြီဒီလောက်ထိပမာနွမ်းနေစီတဲ့စိတ်ဖိစီးမှုတွေကိုတကယ်ပဲရှော့ချလို့ရရဲ့လားရတယ်ဆိုရင်တော့ဘယ်လိုနီးလက်နေရှိမလဲဟုတ်ပြီအဲ့ဒီအဖြေတွေကိုအခုပဲရှော့ပြီးကြည့်လိုက်ကြအောင်ဆိုလေဒီအပိုင်းမှာကနေ့စဉ်ဘဝမှာတကယ်လက်တွေ့ကြကြလှုပ်လို့ရတယ်ပြီးတော့တော်တော်များများလေးသုံးကြတဲ့ထိရောက်တဲ့နီးလန်းတချို့ကိုပြောပြသွားမှာပါဒီနီးလန်းတွေကလေရွှွှခတ်နေတဲ့စိတ်ကိုပြန်ရှင်းခွန်းစေမဲ့တောချက်တီဖြစ်ကောင်းဖြစ်နိုင်ပါတယ်အဓိကအားဖြင့်ပြောရရင်တော့ထိရောက်တဲ့နီးလန်းကြီး၃ခုရှိရပေါ့ဗျာပထမတစ်ခုကခနာကိုယ်ကိုခလုတ်ရှာခိုင်းတဲ့နီးလန်းအဲ့တော့ကတော့လီချင်းခံလို့တာပေါ့ဒုတိယတစ်ခုကကြတော့စိတ်ကိုအေးအေးဆေးဆေးဖြစ်အောင်ထားတဲ့နီးလန်းတရားထိုင်တာမျိုးလေနောက်ဆုံးတစ်ခုကတော့ကိုကြိုက်တဲ့အရာလေးတစ်ခုခုထဲမှာအချိန်ကွန်မန်းမထိနင်းမနှောသွားစေတဲ့နီးလန်းအဲ့တော့ကတော့ဝါသနာပါတာတစ်ခုခုလို့တာပေါ့ပထမဆုံးခုကတော့လူတော်များများသိပြီးသားဖြစ်မှာပါလေ့ကျင့်ခန်းလုပ်တာပါကိုလန့်လို့ရှာမှုလုပ်လိုက်တဲ့အခါကျတော့လေစိတ်ဖြစ်စီးစေတဲ့ဟော်မုန်းတွေကိုညှော့ကျသွားစေတယ်အဲ့ဒါတင်မကသေးဘူးစိတ်ကိုပျော်ရွှင်စေတဲ့ endorphin ဆိုတဲ့ဟော်မုန်းတွေပါထွက်လာစေတာအဲ့ဒါကြောင့်လေ့ကျင့်ခန်းမှုပြီးသွားရင်လူကပေါ်ပလန်းဆန်းသွားတယ်လို့ခံစားရတာပေါ့ဒုတိယနီလန်းကတော့စိတ်လက်စွမ်းအားကိုတုံးတာပေါ့ဟုတ်ပါတယ်တရားထိုင်တာပါအတွေးတွေဟိုရောက်ဒီရောက်နဲ့ရှုပ်ရက်ခတ်နေတဲ့စိတ်ကိုလေပြန်ပြီးရှင်းလင်းသွားစေတယ်ပြီးတော့ကိုယ့်ရဲ့အတွင်းစိတ်ထဲကတကယ်တည်ငြိမ်အေးချမ်းမှုကိုပြန်ရှာတွေ့စေတဲ့နီလန်းတစ်ခုပေါ့တနေ့ကိုမိနစ်နည်းနည်းလောက်ပဲအသက်ရှူတာကိုပဲတေးသေးချာချာလေးအာယုံစိုက်ကြည့်လိုက်တိုတိုလေးကိုထူးခြားတာတွေ့ရမှာပါနောက်ဆုံးတစ်နည်းကတော့လူတိုင်းနီးပါးမှာရှိတတ်တဲ့ကိုယ်ပိုင်ဝါသနာလေးတွေကိုအသုံးချတာပါပဲဥပမာပန်ချီဆွဲတာမျိုးစောက်ကောင်းကောင်းတုတ်ချက်မှာနမြုံနေတာမျိုးဒါမှမဟုတ်ကိုအရန်ကြိုက်တဲ့သချင်းကိုအကျယ်ကြီးဖွင့်ပြီးအော်ဆိုဖလိုက်တာမျိုးပေါ့လေအဲ့ဒီလိုကိုနှုတ်သက်တဲ့အရာတစ်ခုခုကိုအာယုံစိုက်ပြီးလုပ်နေတဲ့အခါအချိန်ဘယ်လိုကုန်ဝါမှတော့မသိလိုက်ဘူးအဲ့ဒီအချိန်မှာစိတ်ဖိစီးမှုတွေကလည်းဘယ်ဟုတ်သွားမှမသိအလိုလိုပျောက်သွားရောကဲအခုနောက်ဆုံးပိုင်းကိုရုပ်လာပါပြီဒါကတော်တော်လေးအရေးကြီးတယ်နော်ဒီမှာဘာကိုအတိကတတိထားရမယ်ဆိုတော့စိတ်သက်တာရဖို့ဆိုတာကလေလူတယောက်နဲ့တယောက်လုံးဝမတူနိုင်ဘူးသူများအတွက်အလုပ်ဖြစ်တိုင်းကိုယ့်အတွက်လည်းအလုပ်ဖြစ်မယ်လို့တထစ်ချပြောလို့မရဘူးလေအဲ့ဒါကြောင့်မို့လို့ကိုယ်နဲ့တကယ်ကိုက်ညီမဲ့ကိုယ့်အတွက်တကယ်အကျိုးရှိမဲ့နည်းလမ်းကိုရှာတွေ့ဖို့ကအရေးကြီးဆုံးပဲဆိုတော့ပြန်ချုပ်ကြည့်ရရင်လူတွေကအမျိုးမျိုးပဲပေါ့နော်တချို့ကလေ့ကျင့်ခန်းလုပ်တဲ့လိုမျိုးလွန်လုံရှာရှာလုပ်လိုက်မှစိတ်ပေါ်သွားတယ်တချို့ကြတော့လေတရားခိုင်တဲ့လိုမျိုးငြိမ်ငြိမ်လေးနေမှစိတ်သက်သာရရတယ်နော်တချို့ကြတော့လေကိုဝါသနာလေးတွေနဲ့ဖန်တီးမှုတစ်ခုခုလုပ်နေရမှာစိတ်ဖြစ်စီးမှုတွေပြေးပြောက်သွားတာမျိုးပေါ့အဓိကချက်ကဘာလဲဆိုတော့တခြားလူတွေအတွက်ကောင်းတာထက်ကိုတကယ်စိတ်ငြိမ်းချမ်းမှုပေးနိုင်တဲ့အရာကဘာလဲဆိုတာကိုရှာတွေ့ဖို့ပါပဲဘယ်နည်းလမ်းကကိုနဲ့အကွက်ညီဆုံးလဲအဲ့ဒါကသာအရေးကြီးဆုံးပဲသူများလိုက်လို့တိုင်းလိုက်လို့တာထက်ကိုအတွက်အမှန်ကန်ဆုံးအရာကိုရွေးချယ်ဖို့ကအဓိကကြပါတယ်ကဲဒီတင်ဆက်မှုလေးရဲ့အဆုံးမှာတော့လေကိုဒီမေးခွန်းလေးတစ်ခုလောက်ရိုးရိုးသားသားလေးပြန်မေးကြည့်စေချင်တယ်ကိုရဲ့စိတ်ကိုတကယ်တက်တရရစေဖို့တကယ်လိုအပ်နေတဲ့ငြိမ်းချမ်းမှုကိုပေးနိုင်ဖို့ဘယ်အရာကအကောင်းဆုံးကူညီပေးနိုင်မလဲအဲ့ဒီအဖြေကိုရှာတွေ့ပြီဆိုရင်တော့ကိုပိုင်ငြိမ်းချမ်းမှုစီသွားနိုင်မဲ့ကိုအတွက်ပဲတီးတန့်ဖြစ်တဲ့လမ်းကြောင်းတစ်ခုကိုဒီနေ့ကစပြီးဖောက်လိုက်ပါတော့လို့ပဲပြောချင်ပါလေ